Bible ထားပြီးတော့ပြီးတော့ဖျားရှင်နှုတ်ကပတ်တော်ကိုအတူတူကဆင်ခြင်ခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဒီကနေ့ကျွန်တော်ဖတ်တဲ့တမန်ကျမ်းစာတမန်ဒီယောရှုမတ်စာအခန်းကြီး15ကိုကျွန်တော်ပြန်သုံးသပ်ကြည့်တဲ့အခါကျတော့ဒီလိုဣသေလလူမျိုးတွေဒီလူမျိုးတွေစုလိုက်အမွေဆက်ခံရမယ့်နေရာနယ်နိမိတ်မြို့နာမယ့်အများလှတဲ့အတွက်ကြောင့်ဒီခါလေးကျရင်ပြင်းရစရာကောင်းပြီးတော့အသက်တာမှာဘယ်လိုအသုံးချရမှာလဲဆိုတာတွေးရခက်တတ်ကြပါတယ်ဒါပေမဲ့ဒီနယ်နိမိတ်တွေမြို့နာမယ်တွေကကျွန်တော်တို့အတွက်သိပြီးတော့အရေးမကြီးပါဘူးလို့ထင်ကောင်းထင်မိပါလိမ့်မယ်ဒါပေမဲ့ယောရှုနဲ့ဣသေလလူမျိုးနွယ်စုတစ်ခုလုံးဂျွန်ဘဝအီဂျစ်ပြည်ကဂျွန်ဘဝကနေလွတ်မြောက်လာပြီးအနှစ်40လုံးတဲကန်ရမှာတောလဲပြီးတဲ့နောက်ဒီခရီးတစ်လျှောက်မှာရှိတဲ့ရန်သူတွေကိုလည်းချေမုန်းနိုင်ခဲ့ရတယ်ဒါတွေအားလုံးကိုအချုပ်အဖြစ်ပြောရမယ်ဆိုရင်ဖျားရှင်ကအာဗြဟံပေါ်ပေးထားတဲ့ဂတိတော်ပြည့်စုံလာခြင်းကိုဖော်ပြထားတာဖြစ်တယ်ကဲသူတို့နေရာမှာတစ်ချက်လောက်နေကြည့်အောင်ဘယ်လောက်တောင်မှအားရစရာကောင်းမလဲဘယ်လောက်တောင်မှခွန်အားရစရာကောင်းလိုက်မလဲရင်ခုန်စရာကောင်းလိုက်မလဲဆိုတော့ကျွန်တော်တွေးနေတယ်ဒီနယ်နိမိတ်တွေဆိုတာကလည်းအမတန်မှအရေးကြီးလာပါတယ်ဒီနေ့ထိနိုင်ငံတနိုင်ငံနဲ့တနိုင်ငံဒါမှမဟုတ်အိမ်နီးနာချင်းတောင်မှမိသားစုဝင်တွေတောင်မှနော်ငင်းပွားပြီးပဋိပက္ခဖြစ်ပြီးတော့တရားရုံးထိဆွဲရတဲ့ကိစ္စတွေကလည်းဒီနယ်နိမိတ်တွေကြောင့်ပဲဖြစ်တယ်ဒီလိုမျိုးနယ်နိမိတ်တွေကိုတိတိကျကျဖော်ပြခြင်းကလည်းပဲဣသေလလူမျိုးတွေအချင်းချင်းကြားထဲမှာအတ္တကြီးပြီးနယ်ပယ်မကျော်ဖို့အတွက်လည်းဖြစ်တယ်ကဲကျွန်တော်ဒီကနေ့ဖတ်တဲ့ယောရှုမတ်စာအခန်းကြီး15မှာဂျူဒလူမျိုးနွယ်စုတွေအမွေဆက်ခံရမယ့်နေရာကိုခွဲဝေခြင်းနဲ့ပတ်သက်ပြီးတော့တည်တံ့ရေးသားထားတာကိုကျွန်တော်တို့တွေ့ရတယ်ဂျူဒလူမျိုးနွယ်စုကဒီလူဦးရေအများပြားဆုံးဖြစ်တဲ့အရှာမြေနေရာကိုလည်းအကျယ်ပြန့်ဆုံးဆက်ခံရရှိခဲ့တယ်ကဲဣသေလနိုင်ငံရဲ့တောင်ဘက်တစ်ချမ်းလုံးနီးပါးကဂျူဒပြည်ဖြစ်တယ်ပြီးတော့သူတို့ရဲ့တောင်ဘက်မှာဆိုပင်လယ်သေးရဲ့တဲကန်ရာပဲရှိတော့တယ်ဒီတဲကန်ရာတော့ကျွန်တော်တို့သိဖို့ဆိုရင်ဒါဝိဒ်မင်းကြီးကလည်းဒီတဲကန်ရာထဲသူသွားပြီးတော့ပုံရှောင်ခဲ့တယ်သခင်ယေရှုကိုနိုင်ကိုလည်းဒီတဲကန်ရာထဲကိုသွားပြီးတော့စုံစမ်းနှောက်ချက်ခြင်းကိုလည်းကြုံတွေ့ခဲ့တယ်ပြီးတော့ဒီ Qumran community တွေလည်းဒီတဲကန်ရာထဲမှာလည်းရှိခဲ့တယ်ကဲသူရဲ့နောက်ဘက်ထဲမှာတော့ Mediterranean Sea မြေထဲပင်လယ်ပဲရှိတယ်ဂျူဒလူမျိုးတွေရဲ့တင်နေရာကိုကြည့်တဲ့အခါဘာလို့သွားတတိယလဲဆိုတော့ဣသေလလူမျိုးနွယ်စုတစုလုံးရဲ့ security ကဂျူဒရဲ့စက်အင်အားတောင့်တင်းမှုအပေါ်မှာမူတည်နေတာကိုကျွန်တော်တွေ့ရတယ်။တောင်ဘက်ပြည်ကိုကြည့်လိုက်ဘာရှိလဲ။ Egypt ပြည်ရှိတယ်ဒါ။ Edom လူမျိုးတွေရှိတယ်။ Philistia လူမျိုးတွေရှိတယ်။ဒီလူမျိုးတွေစုအများဆုံးဖြစ်တဲ့ဂျူဒကပိုင်တဲ့အကျယ်ပြန့်ဆုံးရရှိတယ်လို့သူတို့ရဲ့တာဝန်ကလည်းအင်မတန်မှကြီးမားလာတယ်ဣသေလလူမျိုးတွေရဲ့တစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ရတဲ့ရန်သူတွေနဲ့နယ်နိမိတ်ချင်းကိုဆက်ဆက်နေတာကိုကျွန်တော်တွေ့ရတယ်။ရှင်လုကာကအခန်းကြီး7:48မှာဘာလာလဲဆိုတော့ဂျေဇုပြုတ်ခြင်းများစွာခံရတော်သူသည်တာဝန်များစွာရှိလိမ့်မည်။ပို၍ယုံကြည်အနှံခြင်းခံရတော်သူသည်ပို၍ဟာလေဆောင်ရွက်စရာရှိလိမ့်မည်။ကဲဣသေလလူမျိုးနွယ်စုတွေလိုပဲဒီကနေ့ကျွန်တော်ရဲ့အတ္တသင်ရဲ့အတ္တမှာဖျားရှင်ကသင်ကိုဘာတွေယုံကြည်အနှံခဲ့တယ်လဲဖျားရှင်ရဲ့ဘုန်းတော်ထင်ရှားဖို့သူ့ရဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့အတွက်ဆောင်ရွက်နိုင်တဲ့သူဖြစ်ဖို့အရောက်စီတိုင်းအသက်တပံဖျားရှင်ကောင်းချီးပေးပါစေအာမင်